မင်္ဂလာပါရှင်ဒီနေ့ကြက်ခွေးတောက်ချက်ပြပါမယ်ရှင်ကဲမိုးကလည်းအရမ်းရွာနေတာဆိုတော့ကြက်ခွေးတောက်ပူပူနွေ့နွေ့လေးနဲ့ဟင်းရည်တောက်ပါမယ်ရှင်ဒါကတော့ခွေးတောက်ရွက်လေးကိုခြွေလိုက်ပါမယ်ဝယ်ထားတဲ့ခွေးတောက်ရွက်လေးကိုခြွေလိုက်မယ်ပြီးသွားလို့ရှိရင်ငရုတ်ကောင်းရယ်ဂျင်းရယ်ကြက်သွန်ဖြူရယ်ကိုထောင်းပါမယ်ရှင်ထောင်းထားပြီးသွားတဲ့ဂျင်းရယ်ကြက်သွန်ဖြူရယ်ငရုတ်ကောင်းရယ်ကိုထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်ဒိုင်ရှိမုတ်ရယ်စားနည်းနည်းလေးရယ်ငံပြာရည်ရယ်ထည့်လိုက်ပါမယ်ရှင်ကဲသမားအောင်မှွေးပြီးသွားလို့ရှိရင်မီးအေးအေးလေးနဲ့45မိနစ်လောက်တည်ထားပါမယ်ကြက်သားလေးနူးသွားရအောင်နော်ညီမကတော့အချိန်နဲ့ကြာလေးတည်လိုက်တယ်ဘာလို့ဆိုကြက်သားလေးနူးနူးဤလေးစားချင်လို့ခဲပြီးသွားရင်ကြက်သားပြီးဆိုလို့ရှိရင်ခွေးတောက်ရွက်လေးကိုထည့်လိုက်ပါမယ်မခါရအောင်ပေါ့နော်အရင်ခါကြီးမဖြစ်အောင်လို့ချဲရတာလွယ်ကူရိုးရွှင်းပြီးတော့စားလို့ကောင်းတဲ့ကြက်ခွေးတောက်ဟင်းရည်တစ်ခွက်လေးရပါပြီရှင်